ကိုကောင်ကျွန်တော်တော့ပြီဒီတတိယနေတဲ့ကိုကျွန်တော်ဖွင့်ပြီးတော့အောက်ချပြီးတော့သူ့ကိုကျွန်တော်ဒီက6မိမယ်ဖွင့်လိုက်မယ်မူးမယ်ပေါ့နော်ဟုတ်ငါထင်တာအဲ့တော့ဗိတ်သားနေပြီးတော့ကာဝေးစီကနေတော့ယူလိုက်ပြီးယူပြီးတော့ဒီကောင်မလေးကိုဒီကောင်မလေးရဲ့လက်မှာခတ်ထားတဲ့ဒီတော့တွေကိုဖွင့်လိုက်ပြီပေါ့နော်ကောင်မလေးကတော့တွေမရှိတော့ဘူးပေါ့နော်ကောင်မလေးကအဲ့ပေါ့သူ့ရဲ့လက်လေးကိုကာပြီးတော့ပေါ့နော်ညင်းညူပြီးတော့အဲ့တန်လေးနဲ့ပေါ့နော်ထလာနော်ကောင်မလေးကအစိမ့်ပြတဲ့ကျေးဇူးတင်ပါတယ်ပေါ့ကျမတို့လွတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့နော်ဒါကောင်မလေးအဲ့လိုပြောတယ်ဟုတ်ပြီကျေးဇူးတင်မစောနဲ့အောင်ကျေးဇူးတင်မစောနဲ့အောင်မင်းကိုမေးစရာရှိတယ်ဟုတ်ပြီဒီတစ်ခေါက်တော့6ပြီးမေးပြီပေါ့ဟုတ်ပြီအဲ့တော့6ပြီးမေးမယ်ဆိုရင်အခုဘိတ်သားကဘာတော့မလဲဆိုရင်ဟောပေါ့ intimidation ပေါ့နော် intimidation ကို roll ရမယ်ပေါ့နော် intimidation ကိုအသာတော့ခောက်ပြရမယ်စကေးရလားဟုတ်တယ် scale ရပဲ intimidation change up စိတ်ဆန္ဒတားပြီးမြနေလို့ဒီနေ့အန်စာရီနံပါတ်အကြီးကြီးပဲ okay အဲ့တော့ကောင်ဝင်းကနေပြီးတော့ဒီကောင်မလေးကိုပေါ့နော်ခုံးကောင်ဝင်းမဟုတ်ဘူးဗိတ်တာဟုတ် sorry သူတို့ကအမြဲတမ်းမှားတယ်အဲ့တော့ဗိတ်တာနေပြီးတော့ကောင်မလေးရဲ့ပခုံးစက်ခနဲ့တော့ခက်ကြမ်းကြမ်းကင်လိုက်ပေါ့နော်ကင်ပြီးတော့ကောင်မလေးကိုရွှေ့သွားတော့စက်ခနဲ့ဆွဲလိုက်တယ်ပေါ့နော်ဆွဲပြီးတော့ဒီဘက်ကလည်းတုံးနဲ့ကင်ပြီးတော့ကောင်မလေးကိုပေါ့နော်ကဲဟုတ်ပြီအဲ့တော့ဗာမေးမလဲအဲ့ချိန်မှာဗာမေးမလဲဆိုတော့မင်းတို့ခန္ဓာကိုယ်ကဒဏ်ရာတွေကစစ်ပွဲထဲမှာရလာတော့မှမင်းတို့ကယူသူလိုကြောင်သူလိုဆယ်ပြားပြောက်သူလို92ကြောင်သူလိုငါ့ကိုလာလို့ကဲအမှန်တမ်းပြောမင်းဘယ်ရပလားမင်းတို့ဘယ်သူခန္ဓာပြောမင်းတို့ငက်ပြီးမသေးချင်ငါ့ကိုပြောမင်းတို့အမှန်တမ်းပြောရင်ငါမင်းတို့ကိုစားဖို့တောက်ဖို့ရှာလို့โอเคအဲ့တော့ဗိတ်သားနေပြီးအဲ့လိုမျိုးတော့ကော်မာလေးကိုချင်းချောက်ပြီးတော့အတင်းမေးလိုက်တဲ့အချိန်မှာကော်မာလေးကလုံးဝဗိတ်သားကိုကြောက်သွားတဲ့မျက်နှာဖြစ်သွားပါတော့ကြောက်သွားတဲ့မျက်နှာဖြစ်ပြီးတော့ကော်မာလေးရဲ့ဒီမျက်လုံးနဲ့နေပြီးတော့မျက်ရည်တွေကအဲ့လိုမျိုးတောက်သူကျလာပါတော့ reflect မျက်ရည်ကျလာပြီးတော့လုံးဝဗိတ်သားကိုအဲ့လိုမျိုးသူအရင်ကကွာသူဒီတယောက်ကသူ့ကိုအဲ့လိုမျိုးလာကဲလို့သူပျော်နေတဲ့မျက်နှာမျိုးအားကိုးခြင်းတဲ့မျက်နှာမျိုးမဟုတ်ပဲနဲ့လုံးဝသူကြောက်လန့်နေတဲ့မျက်နှာမျိုးပြောင်းပြီးတော့ကော်မာလေးကပြန်ပြောရပါတော့ကိုရဲ့ကျမအကိုတို့လိန်တာမဟုတ်ပါဘူးတကယ်အရှိရဖြစ်ခဲ့တာတွေကိုကျမတို့မသိဘူးကျမတို့အခုဒီမှာရောက်နေတာ3ရက်ရှိပြီကျမတို့ဘာမှလည်းမစားမတော့ရသေးဘူးအဲ့လိုပဲသူကအဲ့စကားကိုပဲသူကပြန်ပြောရပါတော့ကောင်မလေးကပြောချင်တာကကောင်မလေးကတော့ဘယ်လိုများ3ရက်အခုချိန်မှာလုံးဝဘိတ်တောက်ကိုကြောက်လန့်ပြီးတော့သူကအဲ့လိုမျိုးတောင်းပန်ပြီးတော့ဘိတ်တောက်ကိုပြောနေတာပေါ့စကားလေး 100% reflect ကြောက်လန့်ကိုကောင်းကြီးတောက်ဖတ်လိုက်ကောင်းကြီးတောက်ဖတ်လိုက် reflect သိကြတယ် okay ကိုကောင်းရုံးလာတော့ဘာသက်ပိတ်တာဒီလိုလည်းဟိုကြီးမစားဘူးကျွန်တော်မအောင်ချီယိုစဉ်းစားကြည့်အောင်ဗျာသူကကျွန်တော်ပြောရမယ်နော်ကိုကောင်း3ရက်ရှိပြီလို့ပြောတယ်ဒီကိုတော်ကြီးကလုံးဝအပိတ်ကြီးအမောင်ကြီး3ရက်ကိုသူဘယ်လိုသိတွေးစရာပဲဒါတွေးစရာပဲကဲကျွန်တော်အုံနောက်ကြီးကိုနော်ကျွန်တော်အဲ့ဒါတကယ်ကျွန်တော်အုံနောက်ကအမြဲတွေးနေတယ်တော့ကြောက်ကပဲပြီးသွားရင်ယူအောင်မယ်ဖြည်းဖြည်းလေးတွေးပါအဲ့ဆိုရင်ငါစဉ်းစားကြည့်ရငါ insight ကတူဟုတ်ကဲ့ကျွန်တော်ပြောတယ် DN သိတယ်ဒီDN မလုပ်ခင်ကျွန်တော်အိမ်မှာ DN လာနေတော့ကလေကက်ဂိမ်းနေဆိုတော့ဘယ်မှာကျွန်တော်နိုင်ကြလို့လေလောက်ပါအဲ့နောက်ဖိနေတယ်အဲ့ထားလိုက်ငါအခုငါတွေးမိရပါဘာလဲဆိုတော့ဒီတယောက်ကိုငါဘာလဲဆိုတော့မမေးတဲ့တယောက်ကိုငါ insight နဲ့သူ့စိတ်ကိုငါထပ်ဖက်ကြည့်မယ် okay သူပြောခဲ့တာလိမ်လားမလိမ်လားဆိုတော့ insight ကစိတ်ကိုဖတ်တာမဟုတ်နော်စိတ်ကိုဖတ်တာမဟုတ်ခဏကိုလေ့လာလူကဲခက်လိုက်တာဒီလူကဘယ်လိုပုံစံလဲအဲ့ဆိုရှင်းတယ်လေအဲ့ဆို insight နဲ့ခဏကိုကသူ့နှလုံးခုန်တာရမ်းခုန်နေရလားတကယ်လို့သာ तू ပြောတာမှန်တယ်ဆိုရမ်းခုန်မဟုတ်ဘူးတဲ့ तू အကယ်လို့ तू လိန်နေရဆိုနှလုံးမသိဘူးကွာတင်မှာဒါတူငင်းနဲ့လိန်နိုင်တယ်ဆိုတော့ကိုကတခုရှိတယ်ခဏကျွန်တော်တခုပြတယ်တခုရှိတယ်ဘာလဲဆိုတော့ခု तू ကငိုနေပြီဗျာနှလုံးခုန်တော့နေကြည့်နေငါတောက်ကိုလမ်းပြီးထိုးလိုက်အောင်မယ်ဟွာဒီလိုဗျာ तू အခုငိုနေပြီဆိုတာသိတဲ့အတိုင်းဗျာကျွန်တော်ဒါဘယ်လိုပြောမလဲမိန်းကလေးတွေကမျက်ရည်အထီးကသူတို့ကောက်ွယ်တတ်ကြတယ်ကိုကောင်းဝင်းနေ insight လုပ်ပြီးတော့ကြည့်မယ်ဆိုရင်တော့မှအမှန်ကိုသိချာသိမြင်ရမယ်လို့ကျွန်တော်မထင်အဲ့ဆိုဘာလဲငါလည်းဂျင်းမီထက်ကိုထပ်ပြီးငါနေရရိုက်ပြီးထပ်ပြီးမေးလိုက်အောင်အဲ့ဒါလည်းသူတို့အမှန်တိုင်းပြောမှာမဟုတ်ဘူးအဲ့တော့ fire water လောဆယ်ဒီနေရာတမျိုးအဲ့တော့ကျွန်တော်လောဆယ်အထက်ပြီးအကြံပေးရရင်ကျွန်တော်သူ့ကိုစောင့်နေမယ်ကိုကောင်းဝင်ဘော
စားစရာတောက်စရာသွားရှာခဲ့ဗျကျွန်တော်တို့လည်းဘာမှမ ဒီ စား ခုနကငါ့ကိုထွက်ရှာပြီးပြန်ခေါ်လိုက်ကပြန်လာတယ်ဦးပြန်ထွက် ချော့အဲ့လိုကိုကောင်ဝင်ဆောက်မလားကိုကောင်ဝင်ဆောက်မလားကျွန်တော်ထွက်သွားလိုက် မမရှိသေးမလားထွက်သွားလိုက် ဘူးမရှိသေးတယ်မူးမရှိသေးတယ် โอเค ငါအကြံပေးခြင်းမပေးလို့အကြံပေးလို့မရဘူးလုပ်လို့ရရရှိရနော်တယောက်ခုနပြောတဲ့ တယောက်တည်းကြံခဲ့အမှုပေါ်ကြီးတယ်နော်ကျွန်တော်သိရတော့ fire water နော် ကောင်းဝင်ရုံနဲ့ကောင်းဝင်ရုံနဲ့ ဒီမှာက fire water fire water ကာဝင်းပါလို့ fire water နော် ကောင်ဝင်ကဘာလုပ်လဲဆိုတော့ထပ်ပြီးတော့သူ့ခုနအတိုင်းပေါ့နော် ဟိုကဘိတ်တာတော့တော့အပြင်ရောက်သွားပြီပေါ့နော်ဘိတ်တာ ဒုတ်ပေးခဲ့နော်ရော့ တူအဲ့တော့ကိုသူမမေ့ဘူးโอเคအဲ့တော့ဘိတ်တာတော့ကာဝင်းလက်ထဲကိုတုံကြီးထည့်ပေးပြီးတော့သူကအပြင်ထွက်သွားပြီပေါ့နော်ဟုတ်ပြီအဲ့တော့အခုကာဝင်းလက်ထဲမှာတုံကြီးရဲ့တော်တော်ကြီးရဲ့အရှိမတော့ဖွင့်ပေးထားတဲ့ကောင်မလေး2ယောက်ရဲ့တတိလစ်နေသေးတဲ့ကောင်မလေး2ယောက်ရဲ့ရှိတယ်ပေါ့နော် ဟိုကောင်ကမဖွင့်ပေးနေတော့ကြံတဲ့ဟာတွေ ဖွင့်ပေး လမ်းဟောပါ โอเคကျွန်တော်အနေနဲ့ကစဉ်းစားမိလဲဆိုတော့သူထက်တော်ကြည့်ရရော ကိုကပ်ပတ်ကပ်ကိုကပ်ပတ်ကပ် ပြင်ကောင်းမလဲသူ့ဘက်ကအမှန်တရားထွက်ဖို့တော့ငါတို့လုံးဝစိတ်ချရတယ်တော့ကိုဆိုရင် โอ้ငါဒီတော့ hints တွေပြတာကွာသူတို့မသိဘူးတကယ်ကွာ ဗျာတောက်တိုက်ပင်လို့မရအောင်တောက်တိုက်ပင်လို့မရအောင် မင်းမရသေးဘူးဒီတေချာစဉ်းစားမယ်သူ့ သူတို့လုံးပလေးစီโอเค သူ့မေကိုထပ် ဘာ ပြီး လို့ဆောင်းစင်းစားနော်ကိုနေကတော့လုံးချင်ထလုံးလိုက်တယ်ညီတော့ညီတယ်အတွဲရ စမ်းကြည့်တာပါ မတွေ့ဘူး သူကွာခုနကကျွန်တော် first edition တိုင်းမပြောင်းလဲတော့သူ့ကိုဒီကထက်လိမ့်နေရလို့စိတ်ထဲထည့်တယ်ကွာထင်တဲ့ခါကျတော့ဘာတွေးလိုက်လဲဆိုတော့ ကျန်တဲ့ပါလေ ခုနပြောသလိုဒါငိုနေရတဲ့သူ့ရဲ့နှလုံးခုန်လုံးတွေပဲစစ်လို့မရဘူးဖြစ်တဲ့အတွက်နောက်တစ်ခါသူ့ကိုဘာလုပ်လဲဆိုတော့အကြမ်းကြီးနဲ့ထပ်ပြီး ဟာတယောက်ကကျန်ပြီးပါနောက်တစ်ခါထပ်ကျန်အောင်โอเคโอเคကျန်ပါ ဆိုတော့ အဲ့တော့ဘယ်သူကိုကျန်နေ အဲ့ဟိုသတိရနေ တ တ ယော ယော က် က် ကောင်မ ကို လေး တိ လား ထား သ မိ တိလေးနဲ့ကောင်မလေးလား ဘာလဲဆိုတော့ကျွန်တော်မှနောက်ထပ် option 3ခုရှိတယ်ဒီတယောက်ကိုပဲတေချာစစ်ပြီးဦးမယ် โอเคဟုတ်ပြီကဲတော့ကဲအဲ့တော့အဲ့ကောင်မလေးကိုမေးပြီပေါ့နော်မေးပြီဆိုရင်ခုနကလိုပဲ intimidation ကိုအဲ့တော့လေးခောက်ပေးပါ10အထက်ဆိုဆက်ဖြစ်နေတယ်နော် Malaysia 0ပဲရှိတယ်တော်သေးရော ဟာဟိုကိုရီเนี่ยကဒါစိတ်ဆန္ဒပြင်းပြနေတယ် โอเคအဲ့တော့ဟုတ်ပြီအဲ့တော့ဒီကောင်မလေးကိုထပ်ပြီးတော့နော်ဒါဝင်းကကောင်မလေးနောက်ကပ်ပြီးတော့ကောင်မလေးကိုလေဘင်းကိုပေါ့ပတ်ခနဲ့ကန်လိုက်နော်လေဘင်းကိုကန် ဒီကြောက်ကကျွန်တော်ပခုံးဘက်ကင်တယ်15ရတယ်လို့ဖျားဖျား ဟုတ်ပြီအဲ့တော့ဒါဝင်းတော့ fighter ဆန်တယ်လေ fighter ဆန်တယ်โอเคအဲ့တော့ပါပေးပါလေကောင်မလေးကိုလေဘင်းကိုကန်ပြီးတော့ ကောင်မလေးကိုမေးမယ်ဗျာခုနလိုပေါ့နော်ငါနေကိုမယုံကြည်သေးဘူးနင်းဘက်ကအမှန်တရားပြောမယ်လို့ငါမယုံသေးတဲ့ငါနောက်တစ်ခေါက်ထပ်မေးမယ်နင်းစုခက်ဘက်ကလူလားဒါမှမဟုတ်နင်းရဲ့အတိတ်ကဟာနင်းဘာဖြစ်ခဲ့လဲဒီဟိုပါပေါ့နော်ဒီဖမ်းမခံခင်နောက်ပိုင်းတိုင်မှာနေတိမှတ်ငါ့ကိုပြောပြကြဆိုပြီးတော့ထပ်မေးမယ် ဒီနှစ်ယောက်ကတော့ share မေးတာပေါ့နော်အဲ့ဟာပဲမေးတယ်နှစ်ယောက်လုံး မိမ โอเคအဲ့တော့ကောင်မလေးကလည်းအဲ့တော့လုံးဝပေါ့ဒီကာဝေးကနေသူက level ကိုညှစ်ထားတော့သူက level အစ်နေတဲ့အတန်းလေးပေါ့နော်သူကအဲ့ကောင်မလေးကလည်းမျက်ရည်တွေပဲသူကကြာနေတာပေါ့နော်ကြာနေပြီးတော့ကောင်မလေးကစကားတစ်ခုံးပဲပြောရပေါ့နော်ရှင်တို့ကျမကိုမယုံကြည်ဘူးဆိုရင်လည်းဒီနေရာမှာပဲတတ်လိုက်ပါတော့ကျမရှင်တို့ပြောပြီးသွားပြီကျမဘာမှမမှတ်မိဘူးဒီကိုဘလို့ရောက်လာဆိုတော့လည်းကျမမမှတ်မိဘူးဘာလို့ဖမ်းခံတာဆိုတော့လည်းကျမမမှတ်မိဘူးအဲ့တော့ရှင်တို့ကျမကိုမြန်မြန်အဆုံးသတ်ပေးလိုက်တယ်ဆိုရင်ဒီဒုက္ခတွေအားလုံးပြီးသွားလိမ့်မယ်ဆိုတော့ကောင်မလေးအဲ့စကားပဲပြောလိုက်တယ်နောက်ဆုံးကောင်းဝင်ရော ခေါင်းရည်လုံးချင်နေရတယ်ကွက်တီပဲ အခုအမုံခဏဘာလို့လို့သလားဟိုတခုပြပြောရမယ်လားရဲမက်စုခက်ကိုရဲမက်စုခက်နဲ့ပတ်သက်လာရဲမက်စုခက်နဲ့ပတ်သက်လာအတင်းမေးရဆိုဘာလို့ဆိုတော့အဖွဲ့ထဲမှာရဲမက်စုခက်ကိုကြိုက်နေနှစ်ကောင်ပါလို့ ဟုတ်တယ် ဘူးလေ ဒီဘယ်ကောင်းလဲဟိုမောဆိုင်ဖြစ်မှာပါ အေးငါတို့နောက်လိုက်တဲ့ monster နှစ်ကောင်ဖြစ်လောက်တယ် ဒါကျုံလုံးနဲ့မဆိုင်ဒါပဲ โอเคဟုတ်ပြီအဲ့တော့ကာဝေးကအဲ့လိုမေးလိုက်ပြီနော်ကောင်မလေးကလည်းအဲ့လိုပြန်ဖြေလိုက်ပြီကဲဟုတ်ပြီအဲ့တော့ကာဝေးကအမစဉ်းစားနေတဲ့အချိန်မှာဒီဘက်ကဆရာစိန်တို့ဘက်ကိုပြန်လှည့်မယ်အဲ့တော့ဟုတ်ပြီအဲ့တော့ဆရာစိန်ကအလှည့်ကိုပြန်ရောက်လာပြီဆရာစိန်ဘာလုပ်မလဲ ကိုစိန် ရှာတာ ဆန္ဒရေးဘာလို့ကောင်းမလဲ
ခုနက information လေးတော့ရလာပြီပေါ့ အဲ့ နော် တော့ information လေး ကျွန် တော့ရ တော် လာပြီ ဒီတိုင်းပဲဆက်သွားနေရပါလေဘာလို့ရမှာတော့ကိုစိန်ရဲ့အဲ့တော့ကိုစိန်ပတ်ဝန်းကျင်တစ်ချက်တော့ တဲ့သွား တစ်ချက်ကြည့်အောင်ဗျာကျွန်တော်လည်းကြည့်မယ်ကို ကြည့်တာမကောင်းပါဘူးဆိုမှဒုက္ခပဲ ဩတွေးလို့တွေးညာ တို့ ပေါ့ ဗျာကျုပ်က သူတို့အဲ့လိုစကားပြောနေတဲ့အချိန်မှာနေရနည်းနည်းမြင့်လာပြီပေါ့နော်နေရနည်းနည်းမြင့်လာပြီမနက်10နာရီ17နာရီလောက်ကိုနေရရောက်လာပြီပေါ့နော် ကျွန်တော် အဲ့တော့ပြောချင်တာနေမြင့်လေယူရင်လေ ခုနခဏလေးခုနတွေးလိုက်တဲ့အချိန်မှာကျွန်တော်ပြောပြမယ်ကျွန်တော်တို့အခုရောက်နေ2ညရှိသွားပြီ2ညမှာကျွန်တော်တို့အုပ်ဆောင်တုပ်ကြရဆိုရင်မနေ့ကအုပ်ဆောင်မကြရဆိုတော့ဒီနေ့ထက်ကြနိုင်ချေရှိတယ်သူတို့အုပ်ဆောင်အလုပ်လုပ်ပုံကျွန်တော် ဘာလဲအုပ်ဆောင် ကျွန်တော်တို့ ကျုပ်တို့ရဲ့ကုံနှိမ်းဗျာလောကုံနှိမ်းအုပ်ဆောင်ဟုတ်ပြီ ကျွန်တော်တို့မသိနိုင်ဘူးတကယ်လို့သာကျွန်တော်တို့ဒီဟာကနေမသွားနိုင်ဘူးဆိုရင်ကျွန်တော်တို့အုပ်ဆောင်ထဲမှာပိတ်မိသွားဆိုဘာဖြစ်မယ်ဆိုတော့မသိနိုင်ဘူးအကယ်၍အဲ့အုပ်ဆောင်ထဲမှာဟိုနှစ်ကောင်နဲ့ကျွန်တော်တို့နဲ့ဆိုရင်တဘောပေါက်တယ် အဲ့တော့ကိုစိန်ကျွန်တော်ပြောမယ်ကိုစိန်အမြင်မကောင်းဆိုတာကိုလက်ခံပေမဲ့ကြည်ဗျာတွေးလို့တွေးညာကျွန်တော်လည်းကြည့်မယ်ကိုစိန်လည်းကြည့်လမ်းကတော့ဒီတိုင်းပဲဆက်လျှောက်သွားမယ်ဒီတိုင်းပဲဆက်ပြီးပြေးကြ ခင်ဗျာရှင်းနောက်တောင်မြောက်တွေပဲမမှတ်မိဘူးလား အရှိနောက်တောင်မြောက်ဆိုကျွန်တော်တို့အခုပြေးနေကျွန်တော်တို့နေဦးနေဘယ်လိုလို့အရှိနောက်တောင်မြောက်ကြည့်သိမှာလေလို့ ဟိုလေရှင်းဘယ်အုပ်ဆောင်ကဘယ်နားမှာကြာနေရလဲဘယ်နှလုံးကရှင်းဘယ်နားမှာရှိသေးလဲ အခုကျွန်တော်ပြောပြမယ်ကျွန်တော်တို့အနောက်ဘက်မှာကြံခဲ့တယ်အနောက်ဘက်မှာကြံခဲ့တဲ့နေရာမှာဟိုးဘက်တစ်လုံးမှာအုပ်နေပြီအဲ့အနောက်မှာက โอเคအဲ့တော့ခဏလေး DN hints ပေးမယ်နော် DN hints ပေးရရင်ရှာနာနေပြီခုနကတက်ပင်ကိုတက်ပြီးတော့ကြီးလိုက်တဲ့အချိန်မှာသူတို့ရဲ့အပေါ်မှာအုပ်ဆောင်ကြီးတစ်ခုရှိတယ်အဲ့အုပ်ဆောင်ကြီးကမအုပ်ကသေးဘူးเนาะဒါသူတို့ကုံနှိမ့်နဲ့ပြောရမယ်ဆိုတော့အဲ့အုပ်ဆောင်ကြီးကမအုပ်ကသေးဘူးပြီးရင်သူတို့ရဲ့ညာဘက်မှာလည်းအုပ်ဆောင်ကြီးတစ်ခုရှိတယ်သူတို့ရဲ့ဘယ်ဘက်မှာလည်းအုပ်ဆောင်ကြီးတစ်ခုရှိတယ်ရှာနာမြင်တာကတော့သူ့ရဲ့ဟိုးအဝေးရှစ်တဲ့မှာရှိတဲ့အုပ်ဆောင်ကြီးကအုပ်ပါတာပေါ့နော်အဲ့တော့သူတို့ပေါ်မှာတစ်ခုရှိတယ်သူတို့ဘယ်ဘက်မှာတစ်ခုရှိတယ်သူတို့ညာဘက်မှာတစ်ခုရှိတယ် အဲ့တော့ သူတို့အရှိတဲ့အုပ်ဆောင်ကြီးကအုပ်ပါ အဲ့တော့ကျွန်တော်တို့ဘိန်းနဲ့ညာနဲ့သွားဖို့စဉ်းစားရမယ် တော်တော်ဝေးတာပဲ အဲ့တော့အခုကကျွန်တော်တွေးခဲ့တာအရှိဘက်မှာနော် တော်တော်ဝေး အရှိဘက်မှာ အရှိဘက်ကအုပ်ဆောင်ကြီးကအုပ် အရှိဘက်မှာကျွန်တော်တို့တီနေရနဲ့ဆိုရင်မြေပေါ်မှာချစ်ပြီးဆွဲပြနေပေါ့ကျွန်တော်တို့တီနေရအနောက်ပဲထားလိုက်နော်အရှိဘက်ကဟာဟိုဖြစ်သွားပြီဆိုတော့ကျွန်တော်တို့အနီးဆုံးပါဖြစ်နေတောင်နဲ့မြောက်ဘယ်နဲ့မြောက် နောက်နှစ်ယောက်ကဘယ်နားမှာရှိနိုင်တယ်အဲ့လေ ဘယ်နေရာမှာရှိနေ တေချာဘောက်ကတော့ဒါဟုတ်တယ်ဟုတ်ထားပါတော့ဒါဟိုနှစ်ယောက်ရဲ့အဖြစ်အပျက်တွေကိုသူတို့ကမသိသေးဘူးဆိုတော့အဲ့အုပ်ဆောင်ကြီးရဲ့အောက်မှာဒီလူနှစ်ယောက်ကပိတ်မိသွားကိုယ့်ရဲ့ဒီပါတီအဖွဲ့ရလူတွေပေါ့နော်သူတို့ပိတ်မိသွားလည်းဖြစ်နိုင်တယ်လို့အဲ့ဒီအုပ်ပိတ်သွားတဲ့ဒီအုပ်ဆောင်ကြီးရဲ့ဘယ်ဘက်မှာပဲဖြစ်ဖြစ်ညာဘက်မှာပဲဖြစ်ဖြစ်သူတို့ရောက်နေတာလည်းဖြစ်နိုင်တယ်ပေါ့နော် အဲ့တော့ငါတို့ဟိုနှစ်ယောက်ကဘယ်မှာရှိမှမသိတကယ်လို့သာဟိုနှစ်ယောက်ကအုပ်ဆောင်ကြီးကိုကြံခဲ့တယ်ဆိုရင်ငါသွားမှာဒါပေမဲ့အဲ့ကိုသွားဖို့ဆိုရင်ငါတို့အနောက်ကအကောင့်နှစ်ကောင်ပြန်ဖြတ်ရမယ်ဒါပေမဲ့အဲ့အုပ်သွားတဲ့နေရာကိုငါတို့ပြန်သွားလို့အဆင်မပြေတော့ဘူးထင်တယ်ဒါမှမဟုတ်အဲ့အုပ်သွားတဲ့နေရာသွားလိုက်ရင် ခဏ ရှာနာတိုးတက်လာရှာနာတွေးတက်လာကောင်းတယ် အဲ့အုပ်သွားတဲ့နေရာကိုသွားလိုက် လေး ပြီး နည်းန တော့ ည်းမြင်လာ အဲ့အုပ်သွားတဲ့နေရာကိုသွားလိုက်ပြီးတော့အဲ့အုပ်သွားတဲ့ဘက်ကနေငါတို့ပြန်ပြီးတော့အခြေခံပြီးသွားမယ်ဆိုရင်ဘာလို့လဲဆိုတော့ငါတို့မှအခုစားစရာကြီးပါပြီကွာအဲ့တော့ငါတို့အတွက်စားစရာစိုးရင်ရမလို့ပတ်ဝန်းကျင်အခြေအနေကြည့်မယ်ပတ်ဝန်းကျင်အခြေအနေကြည့်လို့မှလူရိပ်သူရိပ်တွေးလို့ရှင်အဲ့လူရိပ်သူရိပ်ကိုသွားချမယ်အမောလိုက်ကြည့်မယ်โอเคလားဘယ်လိုလဲ ဆိုပါခင်ဗျာတွေးပုံကဖြစ်နိုင်ပါတယ်တခြားနည်းနဲ့လည်းတေးဖို့ပဲရှိတာဆိုတော့လေ ကျွန်တော်အဖေဝေး ဒါမှမဟုတ်ကျုပ်မီးကျဲကြည့်ရမလား တော်ပြီ ဟော မချင်းနဲ့နော် တော်တော့ပြီးထင်တယ် ကျွန်တော်ဒီလိုလေးလှုပ်လိုက်အောင်မယ်ဒီလိုလေးဆွတ်ချလိုက်အောင် တည်တယ် အဆင်ပြေနော်အာမနာ အဲ့ဆိုရင်ကျွန်တော်လုပ်မယ်လေဒီလိုလုပ်မယ်ကျွန်တော်ဟိုအရှိကို2မိုင်လောက်အရင်ကြိုးသွားထားမယ်ဒီမှာနေခဲ့ပြီးမိချလိုက်လीနော်အဲ့လိုလုပ် အဲ့လိုတော့မနေရဘူးကြောက်တယ် အဲ့ဒါဆိုမချလိုက်နော် GM ဟစ်ပေးလိုက်တာတော်တော်ထင်းတာတခုရှိရနော် လုံးမပဲချပြီးတော့မယ်သွားမယ်လားအဲ့အုတ်ထားနေအောင်ရင်သွားမယ်ပြီးမှခြေရခံပြီးတော့ကျွန်တော်တို့ โอเคအဲ့တော့နှစ်ယောက်ရဲ့စုံပြတ်ချက်အရအုပ်ဆောင်ကြီးအုပ်နေတဲ့နေရာကိုနှစ်ယောက်သားသွားပြီးတော့အဲ့မှာတဲလုံးစာသွားရှာကြမှာပေါ့နော်ဟုတ်ပြီအဲ့တော့နှစ်ယောက်သားအဲ့ဘက်ကိုခြိတက်သွားပြီပေါ့နော်ဟုတ်ပြီအဲ့တော့ခြိတက်သွားပြီဆိုတော့ရိုးရိုးတန်းတန်းသွားမှာလားဘယ်လိုသွားကျင်သေးလဲ ပြီးသွားမယ်တက်ပြီးတော့နည်းနည်းရောက်အောင်သွားမယ် โอเคအဲ့တော့နှစ်ယောက်စလုံးကဒီကိုယ့်ရဲ့ action ကိုရော moment ကိုရောနှစ်ခုစလုံးကိုသုံးပြီးတော့အဲ့နေရာကိုခြေကုန်တုပ်ပြီးတော့ပြေးသွားတယ်ပေါ့နော်အဲ့အုပ်ဆောင်ကြီးအုပ်ထားတဲ့နေရာကိုအဲ့လိုနဲ့သူတို့ကအဲ့အုပ်ဆောင်ကြီးအုပ်ထားတဲ့နေရာကိုကဲရောက်သွားပြီโอเคအဲ့တော့ဟုတ်ပြီအဲ့တော့ဗိတ်တာနဲ့ကာဝင်းစီကိုပြန်ပြီးရောက်လာပြီအဲ့တော့က
ကဲဟုတ်ပြီအဲ့တော့အခုဘိတ်တာအပြင်ထွက်နေပြီတော့ဘိတ်တာအခုဒီကိုရောင်ကြီးရဲ့အပြင်ကိုရောက်နေပြီဘိတ်တာဘာလုပ်မလဲ ဒိတ်တာပါလို့ဒိတ်တာစဉ်းစားဒိတ်တာဘာလို့လဲစားစရာအဓိကရှားမှာမလဲစားစရာပဲရှားအောင် yes ဟုတ်ဘူးလား okay ဟုတ်ပြီအဲ့တော့ဘိတ်တာကအပြင်ထွက်ပြီးတော့ဒါကဲဘာလုပ်မလဲဘယ်ဘက်ကိုသွားချင်လဲ ဘယ်လိုသွားချင်ဆိုတော့ဒီခြေဦးတရားပဲသွားလိုက်မယ်လေအဓိကဟိုနားထောင်ကြည့်နေကြဒီဆန်းချောင်းရေကြတဲ့အတန်ပေါ့ ဟုတ်ပြီ ရှားကြည့် ကဲတော့ investigation မဲ့လုပ်မယ်ပေါ့ โอเค okay အဲ့တော့တခုပြောမယ်နော်ဒီတစ်ခေါက်ကျတော့ဘိတ်တာကလည်းတော့ဘိတ်တာကို bonus ကလေးပေးထားတယ်ဘာလဲဆိုတော့ investigation ကဒီစားစရာတောက်စရာပဲရှာမယ်ဆိုရင် investigation 10ကျော်ရင်စားစရာတောက်စရာတွေတွေ့မယ်ပေါ့နော်10အောက်ဆိုတော့မတွေ့ဘူးပေါ့ อืม 15ကျော်သွားရင်တော့ဘာဖြစ်မလဲဆိုရင်ဒီမြေပုံကြီးရဲ့တဲလွန်သားတစ်ခုခုကိုတွေ့မယ် ဒီခေါက်နော် ဟုတ်ကဲ့ ငါတို့ရှာပါ find us မဟုတ် Fight us စင်မကောင်73မိနစ် 73 nearly ပဲ okay အဲ့တော့ဟုတ်ပြီအဲ့တော့ data တော့ပိုင်းတွေ့သွားလဲဆိုတော့သူရောက်နေတဲ့နေရာရဲ့မလန်းမကန်းလေးမှာပေါ့နော်ဒီဆန်ရေအိုင်လေးပေါ့နော်ရေအိုင်လေးဆိုတာဒီမိုးရွာထားလို့အိုင်နဲ့ရေအိုင်လေးပေါ့ရေအကြည်လေးပေါ့ကွာတောက်လို့ရတဲ့ရေလေးပေါ့အဲ့ရေအိုင်လေးကိုဘိတ်တာနဲ့တွေ့လိုက်တယ်တွေ့တော့ဘိတ်တာနဲ့အဲ့ရေအိုင်လေးရှိသွားလိုက်တယ်အဲ့ရေအိုင်လေးနားမှာရောဘာတွေရှိလဲဆိုရင်ဒီဟောပေါ့နော်ဟိုဒီတာရဲကောင်ကြီးပေါ့နော်တာရဲကောင်ကြီးတက်ပြီးတော့ကြံနေတဲ့ဒီတမင်တကောင်ရဲ့အကျွင်းကြံပေါ့နော်တမင်တကောင်ရဲ့အကျွင်းကြံဆိုတာဒီတမင်မှာသူ့ရဲ့ဒီကလီစာတွေပါတွေတော့ခေါင်းတွေပါတွေတော့မရှိတော့ပေါ့နော်ဒါပေမဲ့သူ့ရဲ့ကိုတချမ်းနဲ့ပေါင်သွားတော့သူအကောင့်တိုင်းတော့ကြံသေးတယ်ပေါ့ဒါလက်ဆက်ဆက်ပဲရှိသေးတယ်ပေါ့နော်အဲ့ဒါကိုပိတ်သားတွေ့သွားတယ်ပေါ့နော် ခဏလေးတခုပြန်အေဂျင့်လား yes ဘာလဲဆိုတော့အခုရောက်နေတဲ့နေရာကိုကောင်ဝင်ရဲ့အုပ်ချောင်းမလား အဲ့ဒါကအေးပေါ့ဟုတ်တယ်ပေါ့ကာဝင်းရောက်နေတဲ့နေရာရဲ့အုပ်ဆောင် အဲ့ဒါတော့ဒါကြီးလက်လက်ဆက်ဆက်ရှိနေတာဒါကြီးဘာလို့လက်လက်ဆက်ရှိနေ လက်ဆက်ဆက်ဘာလို့ရှိနေလဲဆိုတာကတော့ခုနကဒီကာဝင်းနဲ့မချခင်ပေါ့နော်ကာဝင်းနဲ့မချခင်မှာဒီကောင်ဝင်းဟိုပါပေါ့လေကာဝင်းနဲ့မချခင်မှာဒီကောင်ကြီးကပါလေဟောဒါခုနကနော်ရှာနာနဲ့ရှာနာတွေ့လားမသိဘူးရှာနာအကောင်စားနေတာပေါ့လေ ကောင်စားနေမဟုတ်ဟုတ်တယ် ရှာနာနေမြေမှာတွေ့ ရှာနာနေမြေဘက်ကနေပြီးစားပြီးထွက်သွားတာစားနေနဲ့အတန်ကြားလို့ ရှာ ထွက် နာ လာ နေမြေဘ တာ က်မှာတွေ့တာ စားနေနဲ့အတန်ကြားလို့ထွက်လာတာ အဲ့ဒီကောင်အဲ့ကြံနေတဲ့ကောင်ဒါပေမဲ့ဒီကောင်ကပြောမယ်ဆိုကွာညကစားရတာဖြစ်တဲ့အတွက်မနေ့ရောက်တဲ့အတွက်မှတော့နည်းနည်းလက်လက်ဆက်ဆက်ရှိသေးတယ်တော့မတိုးသေးဘူးပေါ့ โอเคအဲ့ဆိုအဲ့ဒါလေးနဲ့ဟို ပြောမယ်ဆိုရင်တော့ဘိတ်တာကရှာနာရဲ့နေနေတဲ့ကိုရောက်နေပြီပေါ့နော် โอเคအဲ့ဆိုရင်ဘာလုပ်မလဲဆိုတော့အဲ့ဒါလေးယူသွားလိုက်မယ်ယူသွားလိုက်တော့ အဲ့တော့ဘိတ်တာနေပဲရေလေးကိုခတ်လိုက်တယ်ပေါ့နော်ရေခတ်ပြီးတော့ခုနကဒီအကောင့်တိုင်းကြံနေသေးတဲ့ဒီတမင်ရဲ့အကျွင်းကြံလေးကိုတိတ်လာလိုက်တယ်ပေါ့โอเคဟုတ်ပြီတော့ကာဝင်းအောင်ဘာလုပ်ချင်သေးလဲ ခေါင်းဝဲကဒီလိုမျိုးကြံခဲ့တဲ့အချိန်မှာခေါင်းဝဲ ရမ်းမရိုက်နဲ့ နေပါပတော့ိတ်တယ်တော့မဘဖြစ်ဟမ်တော့ခုနလိုပေါ့နော်နှစ်ခါလောက်လဲအကြမ်းပန်းနေစစ်မေးပြီးအချိန်မှာလုံးဝမပြောင်းလဲကွာသူစီမှာ ဟိုကောင်မလေးကလုံးဝဆိတ်လျှော့လိုက်ပြီ ဆိတ်လျှော့ပြီးပြောတဲ့အချိန်မှာဗျဒါဒီလိုမျိုးဟာကြီးကြတော့ဒါတကယ်တမ်းသူမှန်တယ်ပေါ့နော်ဒါသူလုံးဝဟိုပြောရရင်သူ့ကိုမယုံကြည်တဲ့သူလုံးဝသေဖို့ပဲရွေးချယ်တော့ဖြစ်သွားတဲ့နည်းကျူးနာပြန်ဝင်သွားတယ်ဗျာဝင်ပေးပြီးတော့သူ့ကိုခွင့်လို့ပေးဖို့ ကျူးနာပြန်တက်သွား ထင်တော့ထင်နေဒီတော့ဆုံးဖြတ်ပြန်ခဲ့ ပါရာဒိုက်ပြမိမနေနဲ့ပတ်သက်ရင်တော်တော်ပါရာဒိုက်ပြ နှစ်ယောက်လုံးအဲ့ဒါ နားလဲပါဒီမှာလည်းအိုက်တယ်မဲဟာ ဟဲ့ပြောတယ်ဒီဘေးမှာရှိတယ်ဟဲ့ဆိုတော့ဟိုဘယ်လိုခေါ်လဲဆိုတော့ကိုဘက်ကနေနေတော့ကိုပါစနယ်နဲ့ကြည့်မယ်ဆိုရင်တော့ဆက်ပြီးတော့အဲ့လိုမျိုးဘယ်လိုခေါ်မလဲအကျန်းဖြစ်တာတွေမလုပ်ချင်တဲ့ခါကျတော့သူ့ကိုကိုကဆုံးဖြတ်လိုက်တာပေါ့နော်ဟောဒီငါကဲလို့ငါ trap မိမယ်ဆိုလဲငါဘက်ကတော့ငါဘာစဉ်းစားလဲဆိုတော့ငါအရှိမဒီအခက်ခဲအများကြီးကြော်ဖြတ်ပြီးပေါ့နော်အကယ်လို့သူတို့ကငါ့ကိုထောင်ချောက်ဆင်ခဲ့တာဖြစ်ခဲ့ရင်လဲငါငါရဲ့ strength ငါယုံကြည်တယ်အဲ့ဒါငါဒီလိုထောင်ချောက်ကိုလည်းငါဖြတ်ရအောင်ဖြတ်ပြီးတော့ကိုအသက်ပြန်ရှင် survive ဖြစ်အောင်ကြိုးစားမယ်ပေါ့နော်ဆိုပြီးတော့သူတို့လွတ်ပေးဖို့လုပ်လိုက်တယ် โอเค
တော့အခုဂါဝင်းကဘာလုပ်မှလဲကြံတဲ့ဒီတတိလစ်နေတဲ့ကောင်မလေးနဲ့ရောတော့တွေဖွင့်ပေးပါလား အခုကတယောက်ပဲဖွင့်တာနော်တယောက်ကဟို နှစ်ယောက် ဒီလစ်နေတယောက်ဖွင့်တာ နှစ်ယောက်ဖွင့်ထားတယ်နှစ်ယောက်ဖွင့်ထားတယ်မှာတယောက်ကတော့ခုနကဒီစစ်မေးနေတဲ့တယောက်ပေါ့နော်ကြံတဲ့တယောက်ကတော့တတိမရသေးဘူးခုဒီလဲ နှစ်ယောက်ပဲကြံသေးတာနော်နှစ်ယောက်ပဲဖွင့်တာဟုတ်တယ်မလား နှစ်ယောက်ပဲဖွင့်ပေးထားရသေးတယ် yes နှစ်ယောက်ကတော့တော့တန်လန်နဲ့တတိလစ်နေတော့ အဲ့ချိန်မှာဗာစဉ်းစားလိုက်လဲဆိုတော့နောက်နှစ်ယောက်ပါလွတ်ပေးလိုက်မယ်လွတ်ပေးပြီးတော့ကျွန်တော်ပါလဲဆိုတော့သူ့ကိုခုနလိုကတော့တတိယနေတယောက်ကိုအေးသေးအနားမှာထိုင်ခိုင်းပြီးတော့သူ့စိတ်ကူးလို့မရအောင်နော်ကျွန်တော် မရအောင် ကိုစရာဘာမှမပေါ့ နေရဆိုအကယ်လို့ခုနလိုပေါ့နော်ဒီအကောင်လုံးပြန်လှုပ်ပေးလိုက်မယ်တော့ဖွင့်ပေးလိုက်မယ်ဖွင့်ပေးပြီးတော့တတိယနေတယောက်ကိုသူ့ AC မေးမယ်ပေါ့နော်သူဒီတိုင်းတော့အဓိကတော့ပြောရရင်မီးစစ်စစ်မီးမျက်နှာမဟုတ်ဘဲနဲ့သူဘာဖြစ်ချင်တယ်ကိုပြီးလိုက်တာပေါ့နော်ငါအခုငါနေကို โอเค လှုပ်ပေးမယ်အကယ်လို့လှုပ်သွားရင်ဘာဖြစ်ချင်လဲဆိုတော့အမေကအရင်မေးလိုက်လှုပ်ပေးကြပါ အဲ့ချော့ပြီးမေးမယ်နော် ဒီစစ်ချုပ် အဲ့ချော့ပြီးမေးမယ်ဆိုရင်ဂါဝင်းကနေပြီးတော့ password ရှင်းပါနော် password ရှင်းကိုအန်တာတုံးလေးခောက်ပေးပါ10ထက်ကျော်ရင်ဆက်ဖြစ်မယ်ပေါ့နော်ထုံးတဲ့အတိုင်းပဲ perception မဟုတ် password ရှင်း Perception PER အော် performance Perception အောက်က performance အောက်က ကျော်ရဟာ okay okay 14 okay အဲ့တော့အဲ့လိုမျိုးပေါ့နော်ဒါဝေးရနေပြီးတော့ဒီ ဒီ ကောင် မ မ ကြီး လေး က ကို မှပိုင်နိုင်နေပြီဆိုတော့ပြောချင်တယ် အချော့ဟောပေါ့အကျန်းလေးနဲ့မမေးတော့ပေါ့နော်အကျန်းလေးနဲ့မေးဒီကောင်မလေးကလုံးဝအဲ့လိုမျိုးသူ့ကိုယ်သူလုံးဝလက်လျှော့လိုက်တဲ့ပုံစံမျိုးကာဝေးကမြင်လိုက်တဲ့အတွက်ကာဝေးကပြန်တနာသွားပြီးတော့သူကပြန်ပြီးတော့အနုနီးနဲ့ပေါ့နော်အနုနီးနဲ့ပြန်ပြီးတော့မေးတယ်ပေါ့နော်ဒီကောင်မလေးကိုရှေ့ဆက်ပါလို့ချင်တယ်ဘာအဲ့လိုမေးတယ်ပေါ့နော်မေးတော့ကောင်မလေးကနေပြီးတော့ဗာပြန်ပြောလဲဆိုရင်သူကတော့သူပြောတာကိုဒီတိုင်းပဲပြောလိုက်တော့မှာကွာသူတိုင်းလိုက်ပြောရတာကတိုင်ပတ်တယ်အဲ့တော့ဒီကောင်မလေးပြောတာတော့ဗာပြန်ပြောလဲဆိုရင်သူကတော့ဘာမှအခုသူ့ရဲ့ဒီအရင်တော့ဖြစ်ခဲ့တာလည်းသူမသိဘူးပေါ့နော်ပြီးတော့အခုဘာလို့သူအဖမ်းခံတာလဲသူမသိဘူးပေါ့နော်အဲ့တော့သူ့ရဲ့ဒီအတိတ်ကဘာဖြစ်ခဲ့လဲဆိုတော့ကောင်မလေးကသူသိကျင်တယ်ပေါ့နော်ပြီးတော့အခုအချိန်မှာသူအရန်တောင်းတတဲ့ဆန္ဒကတော့သူအစားစားကျင်တယ်ရေတောက်ကျင်တယ်ပေါ့နော်သူအရန်အဲ့လိုမျိုးစာလောင်မို့တိတ်နေတယ်ပေါ့အဲ့တော့အဲ့ဒီဆန္ဒတော့သူအရင်ဖြည့်ဆည်းကျင်တယ်ပြီးရင်တော့သူဘာလို့ဒီနေရာကိုရောက်နေတယ်ဆိုတော့သူကအဲ့လိုစုံစမ်းကျင်တယ်ပေါ့နော်ကောင်မလေးကအဲ့လိုပြောတယ်ပေါ့ကောင်မလေးအဲ့လိုပြောလိုက်ကောင်ဝေးအတန်ပိတ်သွားတယ်နော် Discord တော့အဲ့ Okay အဲ့လိုမျိုးကြားရဲဆိုတော့ okay အားဆိုရင်တော့နင့်ကိုယုံကြည်ပေးလိုက်မယ်ကဲငါယုံကြည်ဖို့တော့မဖြတ်သီးနဲ့ဖြတ်သီးရင်ငါလက်ထက်မှာရှိတဲ့တုပ်ကိုကြည့်ထားတော့ဆိုပြီးတော့ဖွင့်ပေးလိုက် အဲ့တုံးနဲ့ပဲနှစ်ယောက်သားလှုပ်ရှားနေတာ တို့ဒီတော့ကိုအဝရှူထားနင်းရှူထား Okay အဲ့တော့ ကုန်ပြန်လွတ်ပေးလိုက်တယ် ပြီ ပေါ့နော် အဲ့တော့ခက်မြင်သွားလိုက်မယ်အဲ့တော့ဆရာစိမ်းတို့အလှည့်ကိုပြန်ရောက်လာပြီဆရာစိမ်းနဲ့ရှာနာဟုတ်ကဲ့ဆရာစိမ်းနဲ့ရှာနာနဲ့ကခုနကအုပ်ထားတဲ့အုပ်ဆောင်ကြီးရဲ့နာကိုရောက်သွားပြီကဲအဲ့တော့ဆရာစိမ်းဘာလုပ်မလဲအုပ်ဆောင်နာကိုရောက်နေပြီ ဆရာစိန်မေးပါ အုပ်ဆောင်ဆိုတာတော့သူကဘယ်လိုပြောရမလဲဆိုမြင်တောင်ပြောရမယ်ဆိုရင်သူကတေချာလေးလာကြည့်လိုက်မယ်ဆိုတော့သူကနန်ရန်အုပ်တတိုင်းပေါ့နော်အဲ့အုပ်တတိုင်းကိုသူကဒီတကားကြီးရှိမယ်ပေါ့နော်အုပ်တတိုင်းရဲ့တကားကြီးရှိမယ်ပြီးရင်အပေါ်မှာဒီတန်ဟိုပေါ့ဘယ်လိုပြောရမလဲတန်စကားအကြီးပေါ့နော်ဒီတန်တွေကိုတန်ချောင်းတွေကိုဝရင်တို့ပြီးလှုပ်ထားတဲ့တန်စကားအကြီးရှိရပေါ့နော်အဲ့ဒါကြီးကသူကဒီပိတ်သွားတဲ့အချိန်မှာဒီအုတ်တိုင်းကြီးကိုသူကငုံသွားတာပေါ့အဲ့တန်ချောင်းတွေနဲ့လှုပ်ထားတဲ့ပြောမှဆိုလှောင်ကြိုက်ကြီးစားကြီးပေါ့နော်လှောင်ကြိုက်ကြီးစားအဲ့ဒါကြီးကသူကငုံပြီးတော့သူကဒီအုတ်တိုင်းကြီးကအဲ့အုတ်ဆောင်ကြီးရဲ့အထက်မှာပဲကြောက်သွားတာပေါ့အဲ့လိုပုံစံမျိုးပေါ့နော် ငါတို့ သူမှတကားရလို့တော့မရှိဘူးပေါ့ဒါပေမဲ့ဒီတန်လှောင်ကြိုင်ကြာသွားတဲ့အချိန်မှာသူကလည်းတကားလိုမျိုးပိတ်သွားတာပေါ့ ငါတို့ကလည်းအိမ်အောင်ဖေးကမီးဖို့ကြောင့်နေရအုံဆောင်ကြတယ် ကိုစိန်ဘာမှမလုပ်ခင်ပြောမယ် ရှာနိုင် မီးမကျဲနဲ့ မဟုတ်လိုက်ရတော့ မကျဲနဲ့တိတယ် ဒီလိုဆွဲထားလိုက်အောင်ပဲ ဟိုမီးမမုံနဲ့တယောက်တယောက်မှုတ်ကြပါငါအဲ့ဒါပဲပြောတယ်အားနေမီးမမုံ တိတယ်မှုတ်ချင်နေမှတိတယ်ဒါပေမဲ့မီးမမုံနဲ့ဟိုကလုံးဝမကောင်းဆိုတဲ့ပုံဝင်းကျင်လေးလာတာလေးပဲလုပ်ပါကျေးဇူးတင်ပါတယ်လုပ်ပါ โอเคโอเค โอ ကဲ เค ကျွန်တော်တို့ခမ ्या စုံစမ်းလေးလာမှုကောင်းတယ်ကျုပ်ကအုံတော့ကအဲ့လောက်မကောင်းဒါပေမဲ့ကျုပ်ကအာယုံခံမှုကောင်းတယ်နှကောင်းနှမြတ်ဆိုတော့ကျုပ်အာယုံခံမယ်ခမ ्या စုံစမ်းလိုက် โอเค ဟုတ်ပြီဆိုတော့ရှူမယ်ဆိုင်မယ်
ငါကောင်းတဲ့မြက်တွေအာယုံခံမယ် โอเคအဲ့တော့ pass up ရှင်းမယ်ပေါ့နော်ဆူရှာတဲ့အာယုံနဲ့ပဲဒီနားမှာရှိနေတဲ့ပစ္စည်းဝတ္ထုလေးတွေကိုတွားနေပြီးတော့အာယုံခံကြည့်လိုက်တယ်ပေါ့နော်ဆရာဆေးကနေပြီးတော့အာယုံခံလိုက်တဲ့အချိန်မှာတော့ဘယ်လောက်ရလဲ73โอเคအဲ့တော့ဆရာဆေးအာယုံခံလိုက်တဲ့အချိန်မှာဆရာဆေးကဗာမြင်လိုက်လဲဆိုတော့အုတ်နေရန်ကြီးရဲ့အောက်ခြေသားလေးမှာနံပါတ်တစ်ခုရေးထားတာကိုဆရာဆေးကတော့တွေ့လိုက်အဲ့နံပါတ်လေးကိုဆရာဆေးကနေတေချာသွားပြီးတော့ကြည့်လိုက်တဲ့အချိန်မှာဒီမြန်မာလိုရေးထားတဲ့နံပါတ်လေးပေါ့နော်မြန်မာလိုကြီးလား တစ်ဆိုပြတော့မြန်မာလိုရေးထားမြန်မာလိုရေးထားတာတစ်ပေါ့ ရှား နော် နိုင် ဟေးဟေး ကျုပ်နံပါတ်တစ်ခုတွေ့တယ် ဘာနာမည်ကြီးတော့ တောင်းမှုစလုံးတက်တဲ့ တစ်လေးအဲ့ ဝင်မှုစလုံးတက် တစ်အဲ့ ဟောတက်လားโอเคတစ် โอเคအဲ့တစ်လိုရေးထားတဲ့စလုံးကိုမောင်စိန်ရနေပြီးတော့တွေးလိုက်တယ်ပေါ့နော်ဟုတ်ပြီ တစ်ဆိုတော့နေဦးဒါကဒီအုပ်ဆောင်ကတစ်အုပ်ဆောင်အဲ့တော့ကျန်တာ2 3 4 2 3 4 ဆိုတော့2 3 4ကျုပ်ခွဲမလဲ2 3 4ကို 2 3 4ဆိုတော့2 3 4ကိုပေါင်းလိုက်လို့ရှိရင်2 3 4ရဲ့ ချစ်တုံးလေးပေါ့ 2 3 4ကိုပေါင်းလိုက်ကွာပေါင်းလိုက်လို့ရှိရင်900 10ရတယ်ကွာ10ဆိုတော့3ညအဲ့ဆိုငါ3ညပိုင်ကောင်းမယ် โอเค စတာပါ အဲ့တော့ ပြန်တော့မှလောက်ကြတာပေါ့ နေဦးအဲ့တော့ခဏထားအောင်အဲ့ဒါနောက်မှထားမှတ်ထားနော်3ညပတ် မတိုင်းစိတ်မပူနဲ့ဒါမျိုးကျုပ်ပိုင်ငါကောင်းတဲ့မြက်တွေမလိုက် အဲ့တော့ ဒီဟာမျိုးပေါ့နော်ဒီလိုမျိုးဒီမြန်မာလိုရေးထားတဲ့စာတွေပါတွေရောအကျဉ်းကမြင်ခဲ့ဘူးတာတွေပါတွေမရှိဘူးလားမစင်းသားခြင်းဘူးလားအဲ့အကြောင်းလေးတွေပါတွေရော တစ် အမှတ်တမဲ့တွိုင်းလာရင်နဲ့ တစ် ပြေးလွှားရင်နဲ့ တစ်ဟောဘာမှတွေးခဲ့ဘူးဆိုတော့ကျွန်တော် တကယ်လို့ပြန်ပြီးတော့စဉ်းစားမယ်ဆိုရင်တော့စဉ်းစားလို့ရတဲ့ skill တော့ရှိရပါတော့ ။ဘုံတော့ကအရန်ကောင်းတာဆိုတော့ အဲ့ဒါဘာလဲဆိုတော့ skill ထဲမှာပါတဲ့ history ပေါ့နော် history ဆိုတာဘာလဲဆိုတော့ကိုယ့်ရဲ့ဒီအရင်တုန်းကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုပြန်စဉ်းစားတဲ့ memory ပေါ့ အဲ့မှာရှာနာထိုင်ချလိုက်ပြီ ဖူးဘောနဲ့တင်စင်းစားလိုက်ရင်ငါလေးရမောတယ် ကျုပ်တခုရှိတယ်ကျုပ်ဓာတ်ကိုတွေ့ဘူးသလိုလိုခံစားရတယ်အဲ့တော့ကျုပ်ဓာတ်ကိုထိုင်စဉ်းစားရင်ကောင်းမှာဒါမှမဟုတ်ပတ်ဝန်းကျင်ကိုပဲလေ့လာရင်ကောင်းမှာ အားရထိုင်လုံးစဉ်းစားအောင် ဒီနေ့ကလေးလာမှုအားတော့ဆောင်းရမ်းကောင်းတယ် မစဉ်းစားပါ တ နဲ့ ယောက်အကြည့် တော့ရောက်လေးလာ တယောက်ကအကြည့်တယောက်ကလေးလာဒီလို အဲ့တော့ကျွန်တော်ပြောမယ် ခမရရင်စုံစားလိုက် အေးမဟုတ်ဘူးကျွန်တော်မှာကျွန်တော်ကိုစိမ့်လို့အာယုံခံကြည့်မယ်ဗျာကျွန်တော် ranger နောက်ပြီးတော့တောရီကြားထဲမှာကြီးလာတဲ့ကောင်ဖြစ်တဲ့အတွက်တိလာတောထဲမှာကြီးရတဲ့တောနဲ့ပတ်သက်လာရင်နည်းနည်းလေးနိုင်ချွတ်တိတယ်ဗျာတိလာအဲ့တော့ကျွန်တော်ပတ်ဝန်းကျင်ပတ်သက်ပြီးတော့ဘာရှိမလဲဆိုတော့ကြည့်လိုက်မယ် โอเคခမရကစုံစမ်းလိုက်ပါကျုပ်ကအာယုံခံဒါလို့ကျုပ်ကဒါမှ3မြောက်တခြားကျန်တဲ့ တိတယ်အဲ့ဒါစုံစမ်းမယ် ဒီနကောင်ဘောလီဘောပူတာတွေပြောကြ ကြော့ချပြီ ဒီလိုတိုင်မရမယ် team work ဆိုတာဟုတ်တယ်နော် โอเคအဲ့တော့ investigation ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဒီဟိုကနေပြော ကျွန်တော်အရင်မမယ်ခဏလေးအဖိုးကိုထောက်ပြီးတော့ နောက်မှမတော့အခုမပါတော့ဘူးအခုက तू ကရှာလိုက်ပြီအဲ့တော့ရှာနာနေပြီးတော့ तू ရဲ့ပတ်ဝန်းကျင်မှာဖြစ်ပြနေတဲ့နေရာလေးတွေပေါ့နော်နေရာလေးတွေပါလေးတွေ तू ကရှာနာနေပြီးတော့ကြည့်လိုက်တယ်ပေါ့နော်အဲ့တော့ကြည့်လိုက်တော့ရှာနာကဘာသွားတွေ့လဲဆိုတော့ဒီတကားကြီးပေါ့နော်ဒီအုပ်ဆောင်နဲ့အုပ်ထားတဲ့ဒီအုပ်တိုင်းရဲ့ဝင်ပေါက်ပေါ့အဲ့ဒီဝင်ပေါက်ကနေပြီးတော့ထွက်သွားတဲ့ခြေရာလေးတွေကိုရှာနာသွားတွေ့တယ်ပေါ့နော် ချီရ တွေ့တယ်ခွေးချေရလို့ထားမျိုးတော့ဒါ ခွေးချီရ ဘာမျိုးစားလဲတော့မသိဘူး ခမနေစမ်းမြန်ဘယ်လိုပဲဖြစ်ဖြစ်ဒီမှာချီရဖြစ်နိုင်တာ ကျွန်တော်မျိုးလုံးမကောင်းလို့နေမှာပါ ချီရပြောတာ လူချီရ လူချေရလားဟာ အေးဖက်နဲ့ပါနေလို့ဖက်နဲ့မဝယ်မစည်းနိုင်တဲ့ကောင်မဟုတ်လို့ဖြစ်နေတာအဲ့ဒါ ကျတို့လိုက်ကြည့်ကြရင်ကောင်းမလား အေးလိုက်ကြည့်မယ်အဲ့ချီရနောက်ကိုလိုက်မယ်တော့ โอเคအဲ့တော့ဒီနေရာစလုံးကအဲ့ခြေရာနောက်ကိုလိုက်သွားပြီပေါ့နော်ဟုတ်ပြီနောက်ဘာဆက်ဖြစ်မလဲဆိုတော့ဒီလေပေါ့โอเคအဲ့တော့နေရာသားခြေရာနောက်လိုက်သွားပြီဟုတ်ပြီအဲ့တော့ဒီဘက်ကိုပြန်ရောက်လာပြီပိတ်သားနဲ့ကာဝင်းဟုတ်ပြီအဲ့တော့ပိတ်သားအပြင်ရနေပြီးတော့ဒီစားစရာတွေရေတွေကိုယူလာပြီကိုရောင်ထဲကိုပြန်ရောက်လာပြီပိတ်သားဘာလုပ်မလဲ ဘာလို့လဲဆိုတော့လေခေါင်းထဲမှာတွေ့ပြီးသွားတာပေါ့နော်ဟိုဒီအပိုင်းကမိုက်တယ်တွေးရဆောင်းမိုက်တယ်ဗျာအခုဆိုကျွန်တော်ထပ်တွေးစရာပေါ်လာတယ်သူတို့နှစ်ယောက်ဟာနားထောင်ပြီးကျွန်တော်အတွေးဓာတ်ပေါ်လာ
ငါလည်းတွေးထားရှိတယ် ဟုတ်တယ်ကိုလည်းကျွန်တော် အမှန်တိုင်းပို့ပွင့်လင်းလင်းပြောရတယ်လေ အဲ့နံပါတ်တွေမှာ ငါမင်းတို့ဒီခန်းကအဲ့လိုတွေးကြပါစေဆိုပြီးတော့ငါထည့်ထားတာမဟုတ်လားဒါပေမဲ့ကောင်းပါလေမင်းတို့တွေးတော့လည်းကောင်းပါလေ အခုကဟိုရဲမပါအောင်ပြောပါဦးတော်ကြနေဒီ GN ဟော ကိုရင်အပြင်မှာဒါအဲ့လောက်တွေးရင်တော်တော်ကောင်း DN စိတ်ဆိုးသွားလိမ့်မယ် DN စိတ်ဆိုးသွားလိမ့်မယ်ဘာလို့လဲဆိုတော့ခုနကတွေးလိုက်တဲ့ဟာမှာကျွန်တော် hint DN အကြီးပေးတဲ့ hint နှစ်ခုတွေးခဲ့လို့နှစ်ခုကြားတယ်ဗျာ yes ကျွန်တော်လည်းတူတူပဲ ဆိုတော့ဒါကျွန်တော်တို့ဘက်ကမဟုတ်ဘူးเนาะဒီဟိုဘက်ရှာနာတို့ဘက်ကဟာအဲ့မှာ DN လုံးဝတော့လုံးဝဒီကောင် action တွေမလုပ်ဘဲနဲ့ DN တက်တက်ကို hint ပေးသွားလုံးဝ ကျွန်တော် အမှတခု ပြီးနောက်တစ်ခေါက်ကကြတော့ရှာနာစပယ်သုံးတဲ့အချိန်မှာနောက်တစ်ခုထပ်ပေးလိုက်သေးတယ်နှစ်ခု ဟုတ်တယ် โอเคပိဒါဘာလုပ်မလဲပိဒါပြန်ရောက်လာပြီ ပိဒါပြန်ရောက်လာတယ်ဆိုပေမဲ့အဲ့မှာဘာလုပ်မလဲဆိုတော့ဟိုဟာခါဝင်ကိုကာဝင်ကိုရင်းဆုံးရေနဲ့စားစရာပေးတယ်ကိုကာဝင်ရေကိုခွဲဝေပြီးတောက်လိုက်စားစရာကိုလည်းကိုကာဝင်အစင်းလေးတို့မီးပြီးချလိုက်လို့ပြောပြီးတော့ပိဒါအပြင်းပြန်ဖြတ်သွားတယ်ပြင်ထွက်သွားတယ်ဘာမှမပြောကိုကာဝင်ဘာမှမပြော ဟောโอเค ဘူးမနေနဲ့ပြင်ထွက်သွားပြီးတော့အဲ့ခိုးတော်တဝိုက်ကိုသူပတ်ရှာတော့ โอเค investigation လုပ်မယ်ကိုတော်တဝိုက်ကိုတေးချအောင်ရှာမှာ โอเคလုံးဝတေးကြအောင်ရှာတော့မယ်โอเคအဲ့တော့ဟုတ်ပြီအဲ့တော့ဂါဝင်းကနေပြီးတော့အပြင်ပြန်ထွက်ပြီးတော့မနေ့ ဘိတ်တာပါဆိုမှပဲသူကလေတမျိုး ဟုတ်ပြီသူတော့ပြန်มาโอเค sorry အဲ့တော့ဘိတ်တာနေပြီးတော့ဒီကိုရောင်ပြင်ဘက်ကိုသူပြန်ထွက်သွားပြီအဲ့ဒီအချိန်မှာသူပြန်ထွက်တဲ့အချိန်မှာနေကဟိုပါဘောနော်တနာရီ2နာရီလောက်ကိုဖြစ်နေပြီပေါ့နော်နေကဟုတ်ပြီအဲ့တော့နေကတော်တော်ပြင်းနေတဲ့အချိန်ဟုတ်ပြီအဲ့တော့ဘိတ်တာအပြင်ပြန်ရောက်တဲ့အချိန်မှာဒီကိုရောင်ကိုသူပတ်ပြီးတော့သူကကြည့်ပြီပေါ့နော်ဟုတ်ပြီအဲ့တော့ဂါဝင်းကဟုတ်ဘိတ်တာကဘာလုပ်ရမလဲဆိုရင် investigation လေးကိုလုပ်ပေးပါ14 okay nice ဆက်ဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီအဲ့တော့ဘိတ်တာနေပြီးတော့သူဂိုရောင်ရဲ့အပြင်ဘက်ကိုပတ်ပြီးတော့ကြည့်ရနော်ကြည့်တဲ့အချိန်မှာဒီဂိုရောင်ကသူတွေ့လိုက်ရပါနော်သူတွေ့တာကအရန်ဟောင်းနှွမ်းနေပြီဒီဂိုရောင်ကိုလူတွေလာတတ်တဲ့ဒီတဲလွန်စာတွေပါနေတော့သူမတွေ့ဘူးပေါ့နော်ဒါပေမဲ့ဂိုရောင်မှာဒီဘာတွေရှိမလဲဆိုရင်အရှိတကားကြီးရှိတယ်ပြီးရင်ဘေးတကားရှိတယ်ပေါ့နော်အနောက်တကားလို့လည်းပြောလို့ရတယ်ပေါ့အဲ့တော့အဲ့ဒီအနောက်တကားကကြတော့သူကဒီပိတ်တာနေပြီးတေချာသွားပြီးအဲ့အနောက်တကားကိုသွားပြီးကြည့်တဲ့အချိန်မှာမကြသေးခင်ကမှရပိုင်းလောက်အလိုကမှလူတွေလာထားတဲ့ခြေရာတွေကိုအဲ့တကားနာမှာတွေ့လိုက်ပိတ်တာနေပြီးအဲ့တကားနာမှာခြေရာလေးတွေရှိနေတွေ့လိုက်တယ်အဲ့ခြေရာတွေကိုလေးလာတဲ့အချိန်မှာမကြသေးခင်ရပိုင်းလောက်ကမှလူတွေလာထားတယ်ဆိုတော့သူသိလိုက်တယ် โอเคเนาะကိုကောင်ကျွန်တော်မှန်တယ်เนาะ อืม